တနေ့လုံးအလုပ်တွေအများကြီးလုပ်နေပေမဲ့ညနေပိုင်းအေးအောင်ဝင်ခန်းဒီမှာတနေ့ကုန်ဘာတွေများပြီးတော့ပါလေလို့ပြန်စဉ်းစားတဲ့အခါထင်တော့ခရီးမပေါက်သလိုခန်းစားနေရတာမျိုးရှိခဲ့ပူလားဒီခန်းစားချက်ကတင်တယောက်တည်းဖြစ်တာမဟုတ်ပါဘူးကဘာပေါ်မှာအလုပ်အများဆုံးလို့ပြောရတဲ့ဝန်ထမ်းတွေလုပ်ငန်းရှင်တွေတောင်ဒီထောင်ချောက်ထဲကိုကြားရောက်တက်ကြပါတယ်အကြောင်းရင်းကတော့ကျမတို့ကအလုပ်များနေတာနဲ့အလုပ်ဖြစ်နေတာကိုမှားယွင်းနေကြလို့ပါပဲအလုပ်များနေတာကမိလောက်နေတဲ့အိမ်ထဲမှာပစ္စည်းရွှေ့နေတဲ့ပုံဝဲစိတ်လိုပဲခိုးပြေးဒီပြေးနဲ့အလုပ်တွေကိုလုပ်နေရတာပါပဲဒါပေမဲ့ဥတီချက်မရှိဘူးအလုပ်ဖြစ်နေတာကတော့မြစ်ချောင်းအတိုင်းစီးဆင်းနေတဲ့လေလိုပါပဲအားဆိုင်ရတာနဲပေမဲ့ရောက်ချင်တဲ့ပန်းတိုင်ကိုတိတိကျကျရောက်သွားတာပါကမ္ဘာအချမ်းသာဆုံး Elon Musk ဒါမှမဟုတ် Warren Buffett တို့မှလည်းကျမတို့လိုမျိုးတစ်နေ့24နာရီပဲရှိတာပါဒါပေမဲ့သူတို့ဟာတာမန်လူအစပေါင်းများစွာပို့ပြီးခရီးပေါက်နေရတဲ့လှုပ်ဝက်ချက်ကတော့80-20 rules ကိုတုံးတက်လို့ပါပဲဒီတဘောတရားကို1896ခုနှစ်အီတလီစီးပွားရေးပညာရှင် Alfredo Pareto ကစတင်တွေ့ရှိခဲ့တာပါသူကသူ့ဥယျာဉ်တဲကပဲစိတ်တွေကိုလေ့လာရင်းပဲစိတ်1020ရာခိုင်နှုန်းကနေပဲစိတ်စုစုပေါင်းရဲ့80ရာခိုင်နှုန်းကိုထုတ်ပေးနေတာကိုတတိထားမိခဲ့တာပါကျိုးရှင်းပါတယ်ကျမတို့ရရှိတဲ့ရလဒ်တွေရဲ့80ရာခိုင်နှုန်းဟာကျမတို့လှုပ်ဆောင်တဲ့အလုပ်တွေရဲ့20ရာခိုင်နှုန်းစီကပဲလာတာဖြစ်ပါတယ်ဒါဆိုရင်ဥပမာကိုကြည့်လိုက်ကြရအောင်စီးပွားရေးအရာကုမ္ပဏီတစ်ခုရဲ့အမြတ်80ရာခိုင်နှုန်းဟာဖောက်တဲ့အားလုံးတွေက20ရာခိုင်နှုန်းစီကနေပြီးတော့ရှာတာပါဒီပညာအရာပြောရရင်တစ်ဖုန်းထဲမှာ app ပေါင်း100ရှိနေရင်တောင်တစ်အချိန်80ရာခိုင်နှုန်းကိုအကြိုက်ဆုံး application အခု20ကိုပဲပုံဆုံးနေတာပဲဖြစ်ပါတယ်အဝင်စားဝတ်စင်တဲ့အခါမှာလည်းဗီဒီယိုထဲမှာအင်ဂျီတွေအများကြီးရှိနေပေမဲ့တစ်အချိန်80ရာခိုင်နှုန်းမှာတော့အကြိုက်ဆုံးအင်ဂျီ20ရာခိုင်နှုန်းကိုပဲထပ်ခါတလဲလဲဝတ်ဖြစ်နေမှာပါဆိုလိုတာကကျမတို့လုပ်နေတဲ့အလုပ်ဆဲကူမှာအမြဲတမ်းအကျိုးထူးစေတာက2ခုပဲရှိတတ်ပါတယ်ကျန်နေတဲ့10ခုကတော့အချိန်ပြုံးနေတာပါအမြင်တဲ့လူတွေကအလုပ်အားလုံးကိုပြီးအောင်လုပ်မယ်ဆိုတဲ့အတွေ့အမျိုးမရှိပါဘူးသူတို့ကဘယ်လုပ်ကကိုယ့်အတွက်ရလက်အများဆုံးပေးလဲဆိုတာကိုရှာဖွေကြတာပါ Steve Jobs Apple ကိုပြန်ရောက်လာတဲ့အချိန်မှာထုတ်ကုန်ပေါင်း350ရှိပါတယ်သူကအဲ့ထဲမှာအရေးကြီးတဲ့20ရာခိုင်နှုန်းကိုပဲခြံပြီးကျန်တာတွေကိုရဲရဲဝံ့ဝံ့ထည့်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာ Apple ဟာကမ္ဘာအောင်မြင်ဆုံးကုမ္ပဏီဖြစ်လာတာပါအမြင်ချင်ရင် no လို့ပြောတတ်ဖို့က yes လို့ပြောတတ်တာထက်ပိုအရေးကြီးပါတယ်ဒါဆိုရင်ဒီ80-20 rules ကိုတင်ဘဝမှာအခုချက်ချင်းဘယ်လိုသုံးဆောင်ရမလဲလွယ်ကူတဲ့အစစ်ရှိပါတယ်နံပါတ်1 list down ဒီနေ့ဒါမှမဟုတ်ဒီတစ်ပတ်အတွက်လုပ်ရမယ့်အလုပ်တွေကိုခြာရေးပါနံပါတ်2 identify the 20% အရေးကြီးဆုံးကိုရှာပါဒီစာရွက်ထဲမှာတင်ပန်းနိုင်အတွက်အထူးအောင်ဆုံးဖြစ်မဲ့အလုံး2ခုဒါမှမဟုတ်3ခုကိုရွေးထုတ်လိုက်ပါနံပါတ်3 focus and eliminate အာရုံစိတ်ပြီးတော့ဖယ်ရှားပါမနက်ခင်းမှာအဲ့ဒီအရေးကြီးဆုံး2ခုကိုအရင်ပြီးအောင်လုပ်ပါကျန်တဲ့အရေးမကြီးတဲ့အလုပ်တွေကိုနောက်မှလုပ်ပါဒါမှမဟုတ်တခြားသူကိုခွဲခိုင်းလိုက်ပါနံပါတ်4 day review ရက်လက်သုံးတက်ပါညနေတိုင်းမှာဒီနေ့ငါရဲ့ 20% တော့အလုပ်ကိုငါလုပ်ဖြစ်ရလားဆိုတာကိုပြန်စစ်ဆေးပါအလုပ်စူးစမ်းတာကကောင်းပါတယ်ဒါပေမဲ့အောင်မြင်ခြင်းရင်တော့မှန်ကန်တဲ့နေရာမှာစူးစမ်းတဲ့ smart work ကိုတွဲလို့ရပါမယ်အရာအားလုံးကိုလုပ်ဖို့မစူးစမ်းပါနဲ့မှန်ကန်တဲ့အရာကိုပဲလုပ်ဖို့စူးစမ်းပါဒီနေ့ကစပြီးတင်ဘွားရဲ့20ရာခိုင်နှုန်းကဘာလဲဆိုတာကိုရှာဖွေကြည့်လိုက်ပါနော်အားလုံးပဲအောင်မြင်တဲ့ခရီးကိုရှောင်လွှဲနိုင်ကြပါစေအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်